တခါတလေကြက်ဥကိုကြပြားဆန်ဆန်လေးကြော်တာပေါ့ဒီနေ့တော့ကြက်ဥမွေကြော်လေးနဲ့ပဲမောင်စူပေါ်ရွက်ကြော်လေးနဲ့စားပါမယ်ဒါတော့ကြက်ဥမွေကြော်အတွက်ပထမဆုံးကျွန်တော်စီဟိုးလေးတဲ့ပြီးတော့ခန်းကြီးကြက်တော်မျိုးဒီစိမ့်လေးကိုဘလုံးမွေပြီးတော့ကြော်လိုက်ပါတယ်ခန်းကြီးပထမဆုံးကြက်တော်လေးကြအောင်ကြော်တယ်ဒီခန်းကြီးလေးထည့်တယ်မျိုးဒီစိမ့်လေးပါလီးထည့်ပါဒီမှာတော့လိုအပ်တဲ့စာပလာလေးတွေစားဟင်းမဟုတ်ခိကမဟုတ်လိုအပ်တဲ့ဟာလေးထည့်လွယ်ကူဆုံးကြော်တယ်မျိုးပေါ့နော်လက်ရှိထားပါလို့ဒီတော့ကြက်ဥလေးသုံးလုံးဖောက်ကြတာကိုထည့်ပြီးတော့မှုရပါတယ်ဒီလေးတွေပါညှက်ထားတာလေးတွေထည့်လိုက်ပါတယ်ဒါတော့ကြက်ဥမှုကြော်နီးပါလိမ့်နော်မကြော်တတ်တဲ့လူတွေတော့ပါတခါတလေလည်းဒီလိုဖြစ်တယ်လို့စားရပါတယ်လို့မဆလာလေးနည်းနည်းအုပ်ပြလိုက်ပါတယ်အနံ့လေးနဲ့ရတာလေးနဲ့ရမ်းစားလို့ကောင်းပါတယ်လို့ကျွန်တော်ကတော့ကြိုက်ပါတယ်ကြက်ဥဆိုကြော်ချက်အကုန်ကြိုက်ပါတယ်ဒါကတော့ပဲပင်ပေါင်းနဲ့စူပုတ်ရွက်နဲ့ရောကြော်တာလေးပါဒီလိုမျိုးလေးတွဲစားတခါတလေရမ်းစားလို့ကောင်းပါတယ်စားကြပါဦးဟုတ်ကဲ့